မတက်လေးကိုပြောကြတယ်အမေနဲ့ဗီဒီယိုတွေကိုတဲ့များများလေးတင်ပေးပါတဲ့ဆိုလို့အခုမတက်လေးအမေစီကိုလာနေတာပါကဲမတက်လေးရဲ့ပိတ်သက်တွေမရှိတော့အမေရဲ့ပိတ်သက်တွေကပုံများသွားပြီပါမေရေမေဘာလုံးနာအမေကိုပြောစရာရှိလို့ဒီမှာဗီဒီယိုတွေကသူတွေကသမီးပြိတ်သက်မရှိတော့အဲ့တော့အမေနဲ့သမီးနဲ့ရန်သူဖြစ်သွားပြီသမီးကိုပြောင်းပြီးတော့အမေကိုချစ်သွားပြီနေ့တိုင်းနဲ့အမေရဲ့ဗီဒီယိုလေးတွေကိုများများရိုက်တင်ပေးပါတဲ့အဲ့ကိစ္စအောင်မေးရှင်းသူတို့ချစ်လို့ရိုက်တင်ခိုင်းအဲ့အမေချစ်ခံနေရအမေချစ်ခံနေရချစ်တာမချစ်နဲ့လို့ပြောလို့ရမှာချစ်ရဲ့ပေါ့ဖုန်းထားတာအသက်အမေဖုန်းထားတာအသက်ဖုန်းလေးခါကြထိုးရတာအသက်လို့ဖုန်းလေးခါကြထိုးရတာသိကြပါအဖုန်းအဖိုင်ပြက်နော်အစ်စ်ခံရတာကို့မေကိုပြန်ကြည့်ပြီးတော့အားကြလိုက်ရမယ်လို့ဘယ်တော့မှမတွေးတာမေပေါ့နော်အခုတော့အားကြပါတယ်အမေကအမေပြီးတော့လိုင်းကအမကလည်းပြောသေးတယ်အတော်ကြီးပါစားခြင်းလဲတဲ့စားခြင်းတဲ့ဟာလေးတွေကိုပို့ပေးမလို့တဲ့မဲဆောက်ကအမတယောက်ကလည်းဟိုအကြီးကိုမေးပေးပါဦးနဲ့အကြီးကဗာလေးတွေကြိုက်တက်လဲတဲ့အဲ့ဒါလေးတွေပို့ပေးမလို့တဲ့အခုလိမ့်စာတွေလည်းတောင်းနေတယ်အမေပစ္စည်းတွေလည်းပို့ပေးမလို့တဲ့ပြီးတော့အမေလည်းဝစ်ဖို့ဆိုပြီးတော့ဝမ်ဆက်တွေချုပ်ပြီးတော့ပုံမှာပို့ပေးမဲ့သူကလည်းပေးမလို့ကိုယ်တိုင်းနေလှမ်းတောင်းအမေရဲ့ပြလိုက်ပါအောင်ယူတင်စကားလေးအဲ့သူများတွေပေးမဲ့သူတွေလည်းပြောနေကြလို့ပေးမဲ့လူတွေလည်းမလို့ခြင်းပါဘူးလို့တော့ကြသူများတွေကိုကဟိုနေပြီးတော့ရှောက်ဝင်နေတော့မကောင်းပါဘူးဟဲ့အမေအမေရဲ့သူများကိုကတတောင်းတာမဟုတ်လေသူများအမေကိုချစ်လို့အဲ့လိုမျိုးပေးတာဆိုတာအမေကိုကယူရတယ်သူများစေတနာအမေညင်းလိုက်အမေစော်ကားသလိုဖြစ်သွားမှာပေါ့အမေစီတဲ့အောင်ချိုကားရလားအာနာစရာကြီးမို့လို့အော်သမီးတို့နဲ့ကွာဗျာနော်သူများကမြန်ဒါလေးမြန်ပေးလိုက်မယ်ဆိုပြေးပြီးတော့ပေးတာဘယ်နေရဘယ်ရက်ကိုရရအောင်မတက်လေးလိမ့်စာပေးပါဆိုနှစ်ခါမတောင်းအောင်တန်းပို့တာအခုအမေရတာမှဘလို့ပြတဲ့ပဲချမ်းသာပြတဲ့သမီးကလိမ့်စာတွေပေးလိုက်ကုန်ပြီအာနာစရာကြီးလေအမေကအာနာနာသမီးကတောင်းသူတို့လက်တောင်းတော့နဲ့ပေးလိုက်ပြီပေးတော့ပေးလိုက်ပေးလိုက်ပြီအမေကအာနာနာနောက်မှာအခုလောလောဆယ်တော့သမီးပေးလိုက်အဲ့ဒါလေသူများစေတနာကိုညင်းနေဘယ်လိုညင်းလို့ထွက်မလဲအမေကမညင်းထွက်ပါဘူးအမေဒါညင်းလို့ထွက်တာသမီးကညင်းမထွက်ဒါမျိုးကမညင်းသင်းအမေသမီးကများပဲလူကျင်တာအမနာတတ်တာလဲငါအမေထဲထည့်လိုက်ပြီအမေကိုသမီးလေးအမေအဲ့လိုမျိုးပဲပြောရလားအမေကြည့်ကြလို့ပါဆိုအမေကဟိုဘက်ကိုပဲလှည့်သွားတယ်အမေဒီဘက်ကလှည့်ပြီးလိုက်လေအမေရဲ့နှစ်ဘူးကရွှေချီမကြအောင်သမီးတွေကိုပူတာနေရပူတာချွေးတယ်ကြားရတာပေါ့ဘာမှမလုပ်ဘူးမနဲ့ဆိုးကြီးတော့မနေရက်ကြည့်ဟိုနေသမီးတွေကိုနှစ်ဖူးကကြွေးချီမကြအောင်လို့ရာသီပင်နေစိုက်ကျွေးနေတော့သူရကောင်းမမေခနုံးဝင်မမေဂယုနာမမေအဲ့တော့ဂယုနာမမေဒီမှာရုံးပရိသီးတွေလည်းအကြီးတွေဖြစ်နေပါ යි ဒါဘာစိုက်ထားလဲမေချမောင်ထွက်ကြတာဒါချမောင်ထွက်ကြတာအစိုးတွေကြောင့်အမေချမောင်ကျဲရမြတ်တနေရအဆုပ်လိုက်နေပါကျင်းချမောင်ဝင်စားရဘူးလို့ကျင်းနေတော့ကျဲတဲ့ရတာအဆင်မပြေဘူးဟိုနားပုံဒီနားပုံနဲ့ချမောင်ဝင်စားရတော့ပုံလားဝင်စားရတော့နော်နေ့တိုင်းရိုက်တင်ပေးပါလို့တောင်းဆိုနေကြတဲ့သူတွေငါတို့ရဲ့မျက်နှာလေးတွေတော့မကြည့်ကြကြတော့မိသိမ့်မညီတို့သိနေလိုက်တော့ချင်းမွေးလေးလို့အမေချင်းမွေးလေးနဲ့ဖဲ့ပေးပါအမေစီကချင်းမွေးလေးနဲ့တတောင်းထားလိုက်တော့ဒါမှမဟုတ်အမေရဲ့ထက်စင်စားလေးကိုယူလက်မောင်းမှာစီးတာအဲ့ဒါမှနင်းစီကိုချင်းမွေးတွေပဲ့ကြလာအဲ့လိုရပါအေးအဲ့လိုရအမေပဲ